အာနာပါဝါရှိတဲ့သူအစွမ်းစားရှိတဲ့သူအောင်မြင်နေတဲ့သူအဲ့လိုလူတွေတွေ့လို့ရှိရင်သူအများစုကဟာဒီလိုတနေ့ရမှာထိုးချွန်လို့ဖြစ်မယ်။ तू ကအရန်ညံကောင်းလို့ဖြစ်မယ်။ဒါမှမဟုတ်သူစီမှာရေခံမြေခံရှိလို့ဖြစ်မယ်ဆိုပြီးတော့ထင်ကြတယ်။ဒါပေမဲ့တကယ်အဲ့ဒါကနေရာတိုင်းမှာမမှန်ဘူးပေါ့နော်။ဘောကမှာကိုလိုချင်တော့အမြဲတမ်းရအောင်ယူနိုင်တဲ့သူတွေတိုင်းမှာတူညီတဲ့ချက်တစ်ခုရှိတယ်။အဲ့ဒါကသူတို့ရဲ့တွေးခေါ်ပုံကတာမန်သူတွေနဲ့မတူဘူးပေါ့နော်။တာမန်သူတွေကကျတော့လူမှုဝတ္တရားတို့ဘာသာရေးတို့ယူသားမှုတို့ကောင်းတော့ကောင်းတာဖြစ်မယ်တို့မကောင်းတော့မကောင်းတာဖြစ်မယ်ဆိုတော့အစားရှိတဲ့စီမီစီကန်တွေကိုလိုက်နာနေရှိတယ်ပေါ့နော်။ဒါပေမဲ့အရန်အောင်မြင်ပြီးတော့နာမည်ကြီးတဲ့သူတွေကြည့်လိုက်လို့ရှိရင်သူတို့ခံကြတဲ့ကကျတော့တခြားစီပဲဒီ4D လို့ဆိုပါလို့ဆိုစာအုပ်ကိုလူတော်များကြောက်ကြအောင်ပေါ့ဖတ်ဖို့သူရှိကြအောင်ပေါ့နော်မသိသေးသူတွေကိုရှင်းပြရမယ်ဆိုလို့ရှိရင်တော့ဒီ 4D လို့ဆိုပါလို့ဆိုစာအုပ်ကဘောမှာကိုလိုချင်တဲ့မှန်မြောင်ရချင်လို့ရှိရင်လိုက်နာမယ်စီမီစီကန်ဒီဇိုင်း၈ခုပေါ့လူအများစုကအဲ့ဒီစာအုပ်တွေကတိုင်တွန်းချက်တွေကိုမုန်းတီးတယ်လို့တချို့ကကျတော့လည်းအဲ့ဒီစာအုပ်ကိုယုံရှာကြတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ကအဲ့ဒီစာအုပ်တွေကလောရက်တွေကကျွန်တော်တို့ငယ်ငယ်တွေကမိဘတွေဆရာမတွေတင် जा ပေးခဲ့တဲ့အရာတွေရဲ့ပြောင်းပြန်ဆန့်ကျင်ဘက်တွေဖြစ်နေလို့ပေါ့ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ရည်ရွယ်ချက်ကဘဝမှာကိုလိုချင်တာကိုရအောင်ယူနေဆိုလို့ရှိရင်တိထားရမယ်အကြောင်းအရာတချို့ကိုပြန်ပြီးတော့မျှပေးဖို့တသက်ပါပဲလူတွေကိုမကောင်းလို့လာတက်တော့နာမဟုတ်ပါဘူးနော်ထားပါတော့အခုတော့ကျွန်တော်ပြောတော့ဒီ 4D loss of power ဆိုတော့ကကျတော့အပေါ်ရမရှိသေးတယ်ဒီ 4D loss of power တို့ human nature တို့အဲ့လိုမျိုး dark psychology တို့အစရှိတဲ့အကြောင်းအရာတွေကမွေးမှန်နေသူကနေစလိုက်ရအောင် Niccolo Machiavelli ကအီတလီနိုင်ငံရဲ့တမန်တလျှောက်မှာဆိုးရွားဆုံးကာလတွေကတခုဖြစ်တဲ့1469ခုနှစ်အကျဉ်းပြတ်ချစားတာတို့တစ္ဆာဖောက်တာတို့လှုပ်ကြံတာတို့အစရှိတဲ့ပြိုလဲနေတဲ့စနစ်ကြီးထဲမှာကြီးပြင်းလာတဲ့လူတစ်ယောက်ပေါ့နော်လောကရည်နဲ့ပတ်သက်ပြီးတော့သူက The Prince လို့ခေါ်တဲ့စာအုပ်ကိုရေးသားပြီးထုတ်ဝေခဲ့တယ်သူ့ရဲ့ဒီ The Prince ဆိုတဲ့စာအုပ်ကတမန်တလျှောက်မှာလူမှုအများဆုံးအဆိုးဝါးဆုံးယွန်ရှားကြအကောင်းဆုံးဆိုပြီးတော့အစရှိတဲ့ The Most Evil Book ဆိုပြီးတော့နာမည်ကျော်ကြားခဲ့တဲ့စာအုပ်တော့ပေါ့နော်တကူရှိတာက Niccolo Machiavelli ရဲ့တိုက်တွန်းချက်တွေကလူတွေထင်တယ်လို့မဟုတ်ဘူးလူတွေရဲ့မြင်မှာ Niccolo Machiavelli ကလူဆိုးပြည့်တဲ့နေမကောင်းတာလုံလူမှုတရားဆိုတော့လက်ကားပဲဘာသာရေးဆိုတာတူအရာအစရှိတဲ့စကားတွေကိုတိုက်တွန်းနေသူလို့ထင်ခဲ့ကြတယ်ပေါ့ဒါပေမဲ့တကယ်အဲ့လိုမဟုတ်ဘူး Niccolo Machiavelli လူမုန်းမြတ်တဲ့အကြောင်းရင်းက तू ကလောကရည်နဲ့ပတ်သက်ပြီးတော့အရှိအတိုင်းအမှန်တိုင်းပြောလို့အမုန်းခံရတာပေါ့နော် If you try to be morally perfect in immoral world you'll be destroyed အကျဉ်းပြတ်ချစားတဲ့လောကကြီးထဲမှာမင်းကိုချင်းတရားကိုပဲအလေးထားနေလို့ရှိရင်မင်းဘဝပြတ်သွားလိမ့်မယ်သူပြောခဲ့တဲ့စကားကိုလူတိုင်းကလက်မခံနိုင်ကြပေမဲ့တမန်တော်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုကြည့်မယ်ဆိုလို့ရှိရင်သူ့စကားမှန်ကြောင်းတက်တည်ပြနေရပေါ့နော်သူ့ဘလိုင်းစပြီးတော့မမုန်းခင်ကျွန်တော် context လေးနဲ့ပြမယ်ဒီ Niccolo Machiavelli ကအီတလီနိုင်ငံရဲ့အဆိုးရွားဆုံးကာလရဲ့တခုမှာကြီးပြင်းလာတဲ့လူတစ်ယောက်ပေါ့အဲ့အချိန်တုန်းကဆိုလို့ရှိရင်တာမန်သူတွေမကောက်အစိုးရဟာပေါ်တင်အကျဉ်းပြတ်ချစားနေရပါတော့အချင်းချင်းသစ္စာဖောက်တယ်ခေါင်းဆောင်တွေဆိုလို့ရှိရင်ခဏလှုပ်ချန်ခံရတယ်နင်းနေပိတ်ခံရတယ်အစိတ်ကခံရတယ်လူတွေကကျတော့လိန်ညာပြီးတော့အာနာပါဝါတွေရနေကြတာပေါ့နော်နောက်ဆုံးမှာဒီအီတလီနိုင်ငံရဲ့ Florence မြို့ကြီးကအကြရှုံးပြီးတော့ပြိုလဲသွားတယ်ဆိုတော့က Niccolo Machiavelli ကဒီ Florence မြို့ကြီးရဲ့ပြိုလဲမှုကိုအစအဆုံးမျက်မြင်သက်သေတွေ့ခဲ့ရတဲ့လူတစ်ယောက်ပေါ့အဲ့ဒါအကုန်လုံးကသူ့ကို lesson တစ်ခုပေးခဲ့တယ်အဲ့ဒီ lesson ကကိုကစိတ်ထားကောင်းတိုင်းလူဆိုးတွေရလွတ်မှာမဟုတ်ဘူးဆိုတော့က Niccolo Machiavelli ကလူကောင်းတစ်ယောက်ဖြစ်နေနေတာရင်လူကောင်းတစ်ယောက်ပုံပေါအောင်နေတာရင်လူကျင်တာရအောင်ယူရတဲ့သူတစ်ယောက်ဖြစ်နေတာရင်အဲ့သုံးခုနဲ့ပတ်သက်ပြီးတော့နီးလန်းနေအများကြီးဖန်တီးခဲ့တယ်ပေါ့နော်သူ့ရဲ့ခံယူချက်ကဥပမာခေါင်းဆောင်နှစ်ယောက်ရှိရပထမတစ်ယောက်ကကျတော့လူမှုဝတ္တရားနဲ့ကိုချင်းတရားတွေဦးစားပေးတယ်ဒါပေမဲ့ဒုတိယတစ်ယောက်ကကျတော့အဲ့ဒါတွေလုံးဝဦးစားမပေးဘူးပေါ့နော်အဲ့ဒီခေါင်းဆောင်နှစ်ယောက်ရှင်ပြိုင်မယ်ဆိုလို့ရှိရင်ပထမတစ်ယောက်ကအမြဲတမ်းရှုံးလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့လူမှုဝတ္တရားဆိုတော့ကဆိုးရွားတဲ့အရာတကူမဟုတ်ပေမဲ့လူတိုင်းကကိုယ့်လိုမျိုးစီမင်းစည်းကမ်းတွေလိုက်နာမှာမဟုတ်ဘူးဥပမာဆိုင်မွေးမှာစာအတကုံစူးစမ်းရင်တော့မှစာကိုးရတဲ့သူကပဲအမှတ်ပေါ်ကောင်းနိုင်မယ်အပေါ်ရန်ကြည့်လို့ရှင်တော့စာစူးစမ်းတာကောင်းတယ်ဆိုပေမဲ့ကွာတကယ်ခေတ်ကကျတော့အမှတ်ပေါ်ရတဲ့ကျောင်းသားကပဲစုရတဲ့စင်းနဲ့ပါသွားလိမ့်မယ် A kind leader is a weak leader တဘောကောင်းတဲ့ခေါင်းဆောင်ကပြောညံ့တဲ့ခေါင်းဆောင်လူတော်တော်များက Niccolo Machiavelli ရဲ့ဒီစကားကိုနားမလည်ကြဘူးပေါ့နော်Machiavelli ကဆိုလိုခြင်းကသဘောကောင်းတာတို့ကျင်နာတာတို့ဆိုတာကအသုံးမဝင်တာမဟုတ်ဘူး။ခေါင်းဆောင်ကြောက်ကအရန်ကျင်နာနေရဆိုလို့ရှိရင် तू ကသစ္စာဖောက်တဲ့သူတွေကိုခွင့်လွှတ်ပေးလိမ့်မယ်။အပြစ်ကျူးလွန်တဲ့သူတွေကိုပြစ်ဒဏ်လျှော့ပေးလိမ့်မယ်။တခုခုဆိုလို့ရှိရင်အားသုံးမှုဝင်နေပြီလိမ့်မယ်။အဲ့ဒါတွေရလက်ကလူတွေကအဲ့ဒီခေါင်းဆောင်ရဲ့စကားကိုနားမထောင်ကြတော့ဘူး။အပြစ်ကျူးလွန်တဲ့သူတွေကပို့ပြီးတော့ပေါ်များလာလိမ့်မယ်။သစ္စာရှိတဲ့သူတွေညှော်နှဲလာလိမ့်မယ်။နောက်ဆုံးမှာအပြစ်မဲ့တဲ့သူတွေကပဲခံစားရမှာပေါ့နော်။ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ Niccolo Machiavelli ကမိကုံးတစ်ခုမေးခဲ့တယ်
Is it more cruel to be punished a few early or allow disorder that harms thousands ဒီမိကုံကိုအခုကြည့်နေသူတွေကိုနားလဲအောင်ရှင်းပြမယ်ဆိုလို့ရှင်တော့အကယ်၍ကိုကပေါ့နော်လူတယောက်ကအနာဂတ်မှာလူရာနဲ့ချီကိုတတ်မှတ်သူကိုတွေ့တယ်ပဲထားအဲ့တော့ तू ကလူတွေကိုမတတ်ခင်ကိုကသူ့အယုံဆုံးတတ်အောင်လားဒါမှမဟုတ်သူ့အသက်ရှင်ဝင်ပေးမလားအဲ့ဒီသူကိုအသက်ရှင်ဝင်ပေးလိုက်လို့ရှင်ကိုလက်သွေးမစွန်းတော့ဒါပေမဲ့အဲ့ဒီသူကအနာဂတ်မှာလူရာနဲ့ချီတဲ့သူကိုတတ်မှာနော်ဒါမှမဟုတ်ကိုကအခုချိန်မှာသူ့ကိုတားလိုက်မယ်ဆိုလို့ရှင်ကိုလက်သွေးစွန်းသွားပြီဒါပေမဲ့အနာဂတ်မှာလူတွေမတည်တော့ဘူးပေါ့ဆိုတော့ကအဲ့ဆုံးမရှင်တစ်ခုမှာဘယ်တစ်ခုကပို့ပြီးတော့ရက်ဆက်လဲလူတိုင်းကကျတော့လူကျုံမဲ့ကိုအလေးထားနေကြတယ်ပေါ့ဒါပေမဲ့ဒီလိုအခြေအနေမှာဆိုလို့ရှင်တော့ဘာလို့မသိပန်းနဲ့အခက်အခဲတွေ့နေလိမ့်မယ်ဆိုတော့ကအခုကြီးနေသူတွေကဘာကိုရွေးမလဲဗုဒ္ဓဘာသာဝင်အများစုကကျတော့ငါမှန်ကန်တာကိုပဲလုပ်မယ်ငါဘယ်သူမှတတ်မှာမဟုတ်ဘူးသူ့ဘာသူဘာလို့လုပ်သူ့အပြစ်ပဲငါနဲ့မဆိုင်ဘူးပေါ့နော်ငါမလုပ်ရင်ပြီးရောဆိုပြီးတော့လှုပ်ပေးလိုက်မှာပေါ့အဲ့လိုရကမှန်မှန်ရဲ့လားနီကိုလိုမာကီယာဗီလီကလူမှုဝတ္တရားနဲ့ဘာသာရေးတွေကိုသဘောမကျရတဲ့အကြောင်းရင်းတွေထဲမှာဒီတစ်ခုလည်းပါတယ်ပေါ့နော်သူကဒီလူမှုဝတ္တရားတို့ဘာသာရေးနီလန်းတို့ဆိုတာကနေရာထဲမှာအသုံးမဝင်ဆိုပြီးတော့ခံရတာပေါ့ Is it better to be loved or feared အချစ်ခံရတာနဲ့ကြောက်ခံရတာပြဖို့ကောင်းလဲအဲ့ဒီမိကုံလူတို့များကြောက်ကြအောင်ပေါ့ကိုကလည်းအချိန်ကတစ်ခုရောက်တဲ့ခါဆိုလို့ရှိရင်နှစ်ခုတည်းတစ်ခုရွေးချယ်ရမှာပဲသူသဖြင့်ဆရာမတွေတို့မိဘတွေတို့ပေါ့ဒီမိကုံနဲ့ပတ်သက်ပြီးတော့နီကိုလိုမာကီယာဗီလီရဲ့အဖြေကနှစ်ခုလုံးကောင်းတယ်ဒါပေမဲ့နှစ်ခုတည်းတစ်ခုရွေးချယ်ရမယ်ဆိုလို့ရှိရင်တော့အကြောက်တရားကိုပဲအမြဲရွေးချယ်မယ်သူအဲ့လိုမျိုးခံယူရတဲ့အကြောင်းရင်းကအချစ်ဆိုတာကကျတော့ခဏတာပဲပြီးတော့အချစ်ကမခိုင်မြဲဘူးအကြောက်တရားကကျတော့နောက်ဆက်တွဲရရှိတယ်လူတွေကသူတို့ချစ်ရတဲ့သူတွေကိုသစ္စာဖောက်ဖို့ဆိုလို့ရှိရင်ဝင်မလေးကြဘူးပေါ့နော်ဘာလို့လဲဆိုတော့ကသူတို့စီမှာဆုံးရှုံးစရာဘာမှမရှိဘူးပေါ့ဒါပေမဲ့သူတို့ကတခုခုဆုံးရှုံးရမယ်ဒါမှမဟုတ်အပြစ်ပေးခံရမယ်ဆိုလို့ရှိရင်တော့သူတို့လှုပ်ရဲမှာမဟုတ်တော့ဘူးဒါကကျတော့အကြောက်တရားပဲဒါကကျတော့ behavior psychology လို့လည်းခေါ်လို့ရတယ်ဥပမာကျောင်းမှာကွာသဘောကောင်းတဲ့ဆရာမနဲ့ရိုက်ချိုင်းတဲ့ဆရာမသူတို့ညောက်ကအိမ်စာပေးမယ်ဆိုလို့ရှိရင်ဘယ်သူအိမ်စာကိုအယုံဆုံးပြအောင်လုပ်မလဲရိုက်ချိုင်းတဲ့ဆရာမအိမ်စာကိုပဲအယုံဆုံးပြအောင်လုပ်မှာပေါ့ဟုတ်တယ်မလားလောကကြီးမှာကျတော့အဲ့လိုမျိုးပဲအချစ်တဲ့အကြောက်တရားပို့ပြီးတော့အစွမ်းထက်တယ် morality is situational not absolute Niccolo Machiavelli ကအချင်းစာရိုက်တာဆိုတော့ကအချင်းတွေပေါ်ပဲမူတည်တယ်အမြဲတမ်းအတော့မဝင်ဘူးလို့ခံယူထားတယ်ပေါ့နော်အချင်းစာရိုက်တာဆိုတော့ကလူမှုပတ်ဝန်းကျင်ကောင်းမှလူတိုင်းရိုးသားပြီးတော့အချင်းစာရိုက်တာရှိမှအချင်းတွေအဆင်ပြေနေမှသာလုပ်ဖြစ်တာဥပမာမီတာ100မာရသွန်ပြိုင်ပွဲမှာလူတိုင်းကစပိန်စီးပြီးတော့ပန်းတောင်ရောက်သွားတဲ့အချိန်မှာကိုကခြေချင်းနဲ့တော့ပြိုင်လို့မရဘူးအဲ့လိုမျိုးပေါ့ခေါင်းဆောင်တယောက်ကဘယ်တော့မှမလိမ်ညာဘူးအမြဲတမ်းအမှန်တိုင်းပဲပြောတယ်ဆိုလို့ရှိရင် तू ကနိုင်ငံရေးတို့စစ်ရေးရာတို့စီးပွားရေးတို့အုပ်ချုပ်ရေးတို့အဲ့လိုကိစ္စတွေ तू ကင်ရရမယ်ဆိုလို့ရှိရင်တော့တွားယူပဲအဝေးကြီးကြမလို့မိဘရေဆိုလို့ရှိရင်ကွာသူတို့သားသမီးကောင်းစီဖို့အတွက်တစ်ခါတလေဆိုလို့ရှိရင်လိန်ပြောကြတာရှိတယ်ကျွန်တော်လည်းကြုံကြအောင်ပါနော်တစ်ဖက်သူကောင်းမှုအတွက်လိန်ပြောကြတာတို့တစ်ဖက်သူပဲကောင်းကျိုးအတွက်လိန်ပြောတာတို့ဒါမှမဟုတ်ကိုအလုပ်ရဖို့အတွက်အင်တာဗျူးမှာလိန်တာတို့အစရှိတဲ့အရာတွေပေါ့ break every rule စီမီစီကနေအကုန်လုံးဖောက်ဖျက် Niccolo Machiavelli ကဆိုလိုခြင်းကအကျင့်စာရိတ္တတို့လူမှုဝတ္တရားတို့အဲ့ဒါတွေကိုမလိုက်နာမှထိန်ခါရရှိတယ်သူတို့ဖြင့်တေးရှင်ကိစ္စနဲ့ကိုယ့်ရဲ့ဘဝကိုအများကြီးပြောင်းလဲပေးနိုင်မယ့်အခြေအနေမျိုးပေါ့လူအများစုကြာရှုံးရတဲ့ကြောင်းရင်းကမှန်ကန်တာပဲလို့ရှင်နေဆိုပြီးတော့ပိတ်ကတ်နေပြီလို့အခွင့်အလမ်းကောင်းတွေလွတ်တော့ကြတာပေါ့ဥပမာခေါင်းဆောင်ကြောက်ကအရန်အနေများတဲ့ပြိုင်ဘက်ကိုရှင်းထုတ်ဖို့ဝင်လေးနေဆိုလို့ရှင်နောက်ဆက်တွဲဖြစ်လာမယ့်အရာတွေကသူကလှုပ်ချန်ခံရတာဒါမှမဟုတ်သူ့ရဲ့ပြိုင်ဘက်ကသူတိစောက်ခဲ့တဲ့အရာတွေအကုန်လုံးကိုဖြည်းဖြည်းချင်းဖြတ်စည်းတာအစားရှိတဲ့ဆိုးရွားတဲ့အရာတွေပဲဖြစ်လာလိမ့်မယ်လက်ရှိကာလမှာဆိုရင်တော့မှကွာ Amazon တို့ Microsoft တို့ Apple တို့အဲ့လိုမျိုးကုမ္ပဏီအကြီးတွေကဝန်ထမ်းအယောက်200အယောက်300အယောက်400လောက်ကိုလှုပ်ဖြုတ်လိုက်ပြီးတော့ AI နဲ့အစားထိုးလိုက်တယ်ဆိုတဲ့သတင်းတွေကျွန်တော်တို့ခဏခဏကြုံတွေ့နေရတယ်ပေါ့နော်ကုမ္ပဏီအကြီးတွေရဲ့ CEO တွေကသူတို့ကုမ္ပဏီတိုးတက်ဖို့အတွက်ဆိုလို့ရှိရင်လူမှုဝတ္တရားတွေကိုကူးဆိုင်မနေဘူးလူဘဏ္ဍာလောက်အလုပ်မဲ့သွားပါစေသူတို့ကုမ္ပဏီရဲ့အကောင်းကျိုးအတွက်ပဲလေးထားတယ်ဒါကကျွန်တော်တို့ကိုယ်တိုင်တွေ့နေရတဲ့မျက်မြင်သက်သေပဲဆိုတော့ကလောကကြီးကမမျှတအောင်အချို့ကကျတော့မွေးတွေကဆင်းရဲတယ်အချို့ကကျတော့ချမ်းသာတယ်အချို့ကကျတော့ရုပ်ချောတယ်အချို့ကကျတော့ရုပ်ဆိုးတယ်အဲ့ဒီပြင်မှာအချို့ကကျတော့လူမှုဝတ္တရားနဲ့သက်ဆိုင်တဲ့စီမင်းစည်းကမ်းတွေကိုအလေးထားနေတဲ့အချိန်မှာအချို့ကစီမင်းစည်းကမ်းတွေအကုန်လုံးကိုဖောက်ဖျက်ဖို့ဝင်မလေးကြဘူးဆိုတော့ကိုကရောအလိုက်ထိုက်နေမလားဒါမှမဟုတ်ယူသားပြုစင်ဆောင်နဲ့ပဲစက်နေမလားနီကိုလိုမာကီယာဗီလီကနီးလန်းနေရကြတော့အများကြီးရှိသေးတယ်ဆက်ပြောလို့ရှင်ရှေ့သွားမှာဆိုလို့ဒီလောက်နဲ့ပဲရက်လိုက်တော့မယ်ဒီလိုမျိုးဗီဒီယိုမျိုးကိုဆက်ကြည့်နေဆိုလို့ရှင်တော့ like and subscribe လုပ်ထားပေးပါ bye